ခေတ်စင်းချင်း drama နဲ့အရန်နာမည်ကြီးနေတဲ့အခုကျန်းလင်ဟက်ကအခက်အခဲတစ်ခုနဲ့ရင်ဆိုင်နေရတယ်ပေါ့နော်သူတို့ရဲ့ဒီခေတ်စင်းချင်း drama promotion ဆဲတဲ့variety show တစ်ခုမှာသူမင်းသားနဲ့မင်းသမီးနှစ်ယောက်ပေါ့နော်အပြန်အလှန်ပုံတွေရေးဆွဲကြတဲ့အခါမှာမင်းသမီးကရေးဆွဲထားတဲ့ပုံကိုကျန်းလင်ဟဲကနေပြီးတော့ငါရဲ့ပုံကမသိရင်စောက်ရီအေရှာတွေလာတဲ့ပုံတွေတူလိုက်တာဆိုပြီးသူကပြောလိုက်တဲ့ဟာကိုစောက်ရီအေရှာမှာရှိတဲ့သူတွေကနေပြီးတော့သူတို့ကိုရုပ်ဆိုးတယ်လို့ပြောပါတယ်လို့ပြန်ပြီးတော့မှတ်ယူကြပြီးတော့ပေါ့နော်ကျန်းလင်ဟဲကအသိမရှိဘူးဆောက်အေရှာမှာသူ့ရဲ့ပရိသတ်တွေအများကြီးရှိအောင်သိရတဲ့သူကဆောက်အေရှာလူတွေကိုအနိုင်ကျင့်နေရုပ်ဆိုးတယ်လို့ပြောရဲဆိုပြီးတော့ဝိုင်းပြီးတော့ပေါ့နော်သူ့ကိုနာမည်ဖြတ်နေကြတယ်သူ့ကိုမုန်းတီးပေါ့နော်ဖြစ်အောင်လို့လုပ်နေကြတယ်ဝေးပေါ်မှာလည်းသူ့အကောင့်ကို unfollow လုပ်မယ်ပေါ့နော်အသိမရှိဘူးမင်းသားငါတို့ဆောက်နာမည်ကြီးလာပြီးငါတို့ကိုပြန်မကြည့်ဘူးဆိုပုံစံမျိုးနဲ့လုပ်နေကြတွေ့ရဆောက်အေရှာထဲမှာမြန်မာလေးပါတယ်ပေါ့နော်မြန်မာ fan တွေအနေနဲ့တချို့ကတော့ဘလို့ခံယူထားလဲတော့မသိဘူးကိုကတော့ဒီစကားပြောတဲ့အချိန်မှာသူ့ရဲ့အတန်လေးယူလေးသိန်းအကြည့်နဲ့ခန်းစားချက်တွေကနှိမ်ချင်လို့ပြောရဲဆိုတဲ့ခန်းစားချက်မျိုးလုံးဝမရဒီတိုင်းစရနောက်ပြောလိုက်တယ်ပြီးတော့ရုပ်ဆိုးတွေဆိုတဲ့အတိတ်ပဲမျိုးလည်းမတက်ရောက်ဘူးလို့ကိုလိုခန်းစားတယ်ပေါ့ဒါကတော့တယောက်ချင်းစီရဲ့ဘလို့ခန်းစားလဲပေါ့လို့မမှုတီးတာပေါ့နော်ကိုအတွက်ကတော့ကိုယ့်ရဲ့မင်းသားကဒီလိုမျိုးပြောတာကိုယ်ကိုနှိမ်ချင်တယ်လို့ပြောလို့လုံးဝမခန်းစားဒီစကားကြောင့် fan တွေစိတ်မတက်မတာဖြစ်စေရမယ်ဆိုသူသိလို့ရတဲ့အချိန်မှာချက်ချင်းကိုတောင်းပန်စကားလေးပြန်တင်တာတွေ့ရတယ်ပေါ့နော်တကယ်သူ့ရဲ့စိတ်ထားလေးကအញ្ញနုညံ့ဆိုတွေ့ရပါဘယ်သူမှ force ပေးရမဟုတ်ဘူးနော်ဘယ်သူမှပြဿနာမရှာသေးဘူးအရင်တင်ထားအဲ့တော့ရှင်တို့ကဘလို့ထင်ကြလဲပေါ့နော်ဒီ case ကြောင့် password ကြီးကိုစက်ကြည့်ပြအောင်မလားမကြည့်ပြတော့ဘူးလား